နီလာဆိုတာဘာလဲ။လက်များနည်းတူကိုရနီယာအုပ်စုမှာပါဝင်တဲ့နီလာဟာတိုက်တနီယန်ဒွတ်စင်ရနေငယ်ကြောင်းအယောင်နဲ့ဖွဲ့စည်းမှုပုံစံနဲ့ဖော်ပြပါတယ်။ပုံဆောင်စနစ်မှာလည်းဒီကောင်စနစ်ဖြစ်ပြီးပါဝင်တဲ့ဒွတ်စင်ရမျိုးအစားခြားနာခြင်းကြောင့်ဗရန်များနဲ့အပြင်မဲ့ပုံမှန်တရံမတူများခြင်းဖြစ်ပါတယ်။ခမင်းများဟာနီလာဆိုတာနဲ့ပြလက်လက်အယောင်ကိုပြင်းပြင်းတတ်ကြပါလေရှင်။နီလာဟာအယောင်နှစ်မျိုးစုံနဲ့ထွက်ရှိတတ်တာကိုတော့သိပြီးပြီလား။ကော်ရတန်ရဲ့အနီရောင်ကိုဗရန်များလို့ခေါ်ပြီးတော့အခြားအယောင်အလုံးကိုတော့နီလာဆက်ဖိုင်းယာလို့ခေါ်ပါတယ်။ဒါကြောင့်နီလာဟာအပြာရောင်အပြင်အဝါရောင်ပန်းရောင်အစိမ်းရောင်ခင်းရောင်နဲ့အယောင်မဲ့စသဖြင့်အယောင်မျိုးစုံတွေ့ရတတ်ပါတယ်။နီလာရဲ့အကျိုးကျေးဇူးတွေနဲ့စွမ်းရည်နေရရောဘာတွေရှိမလဲ။နီလာဟာသစ္စာတရားဖြူစင်မှုနဲ့ဉာဏ်ပညာကိုကိုးစားပြုပြီးတော့အခြေအေးမှာယုံကြည်မှုခိုင်မြဲမှုကိုဖွံ့ဖြိုးပါတယ်။တော်ဝင်မြင့်မြင့်ရဲ့ကြမှာဂုံတိတ်ခါကိုမှတ်သားပြုတဲ့ကြောက်အဖြစ်နာမည်ကြီးပါတယ်။ဒါကြောင့်နီလာကိုလက်ဝဲရနာပြင်ဝှစင်ခြင်းရာကိုယ့်ရဲ့ရင်းချက်တည်ကြည်မှုကိုဖော်ပြပြီးကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးကိုလည်းပေးဆက်နိုင်ပါတယ်။စိတ်ယုံကြည်မှုတွေရဆိုရင်နီလာဟာစိတ်ငြိမ်းချမ်းမှုကိုပေးစံစိတ်ဖြူစည်းမှုကိုရောကြစေပြီးကောင်းကောင်းချင်းတွေကိုလည်းပေးဆက်တယ်လို့ဆိုကြပါတယ်။ဒါအခင်းစတိုင်ကြလက်စုပ်ဖိနေခစားခြင်းတူရဲ့အတွက်ပြည့်ပြည့်စုံတဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်ရှင်။ခုလိုဘူးသက်ရစေမဲ့ကျန်းစာလေးတွေကိုခင်းနောက်မကြအောင်ကြည့်နေနေဆိုရင်တော့ညီမတို့ရဲ့ဗိမာရန်နာဆိုင်ကို like and follow လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်။